မွေးဆိုင်ပါမုတ်ကိုဘာနဲ့စားရင်ကောင်းလဲစဉ်းစားရင်နောက်ဆုံးချောကလက်နဲ့ပါတို့စားပလိုက်တယ်လူတွေမှာလည်းမဟုတ်ဘူးပါမုတ်တွေပါသုံးဝင်းဆိုင်နေဖြစ်ကုန်ပြီဆိုင်ရရောင်းတဲ့အမကတော့ရာ3လုံးပါမုတ်ဆိုပြီးပြောတာပဲဘာလို့ရာ3လုံးလဲဆိုတော့ရတာ3မျိုးရလို့လေနောက်တော့ပါမုတ်လုံးကလည်း3လုံးမို့လို့တကယ်တော့စားနေကြကောင်းမွန်ဘိတ်ကိတ်လေးသွားဝယ်တာဒါလည်းကောင်းမွန်ဘိတ်ကိတ်ကနေပြီးအစ်စ်ထုတ်ထားတဲ့ပါမုတ်ဆိုတော့ဒီဟာလေးလည်းစားကြည့်မယ်ဆိုပြီးဝယ်လာတာပါမုတ်ကလည်း3လုံးတော့ကိုအကြီးပဲပါမုတ်သားအေးလေးကိုမှပဲမဲပါမုတ်ဆိုလည်းအထက်မှာပဲမဲအနှစ်တွေအပြည့်ပဲမဲပါမုတ်ကလည်းနိုးနဲ့စားလဲလိုက်တယ်လို့ကော်ဖီနဲ့စားရင်လည်းလိုက်တယ်နောက်ထပ်ပူတင်းပါမုတ်လေးလည်းရှိသေးတယ်အပေါ်မပြောဘူးတွေ့လားအလဲမှာအနှစ်တွေကိုအပြည့်ပဲကောင်းမွန်ကပါမုတ်လေးတွေကလေပါမုတ်သားအေးလေးတွေဆိုတော့သူ့ကြည့်ပဲစားလဲစားလို့ကောင်းတယ်လို့တခြားချောကလက်တို့ဘာလို့နဲ့တို့စားလဲအရန်စားလို့ကောင်းတာရာ3လုံးပါမုတ်ကအရသာလဲကောင်းပြီးပါကင်ရလဲတက်တက်ရက်ရက်လေးမို့ဈေးကြီးမဲ့မထင်နဲ့နော်ဈေးသက်သာပြီးစားကောင်းတဲ့ထဲမှာပါတယ်အရသာ3မျိုးထွက်တာဆိုတော့ကျမစွန်းမွေးပါမုတ်လေးလဲစားကြည့်လိုက်သေးတယ်စွန်းမွေးပါမုတ်လေးကလေကော်ဖီနဲ့လဲလိုက်တယ်လို့နိုးနဲ့လဲလိုက်တယ်ချောကလက်နဲ့လဲတို့စားကြည့်သေးတယ်ချောကလက်နဲ့လဲလိုက်တာပဲအသစ်တွေဘလောက်ကောင်းကောင်းအဟောင်းမမေ့နိုင်တဲ့ကျမအကောင်းမွန်ဘဲကိတ်ကိုလည်းမစွန့်လွတ်နိုင်သေးဘူးဘဲကိတ်ကိုလေကော်ဖီခါခါလေးနဲ့စားရရင်အရန်စားလို့ကောင်းတာအလဲမှာပဲအနှစ်တွေအများကြီးနဲ့ကောင်းမွန်ဘဲကိတ်ကဘဲချိန်စားအရသာမလျော့သွားဘူးယူတော့အကောင်းမွန်ကဒီပါမုတ်လေးတွေစားပြီးွားရီလားစားပြီးွားရင်အကြိုက်တူမတူသိချင်လို့ဘဲရတာလေးကြိုက်လဲပြောခဲ့အောင်နော်စောင့်တိကြည့်ပေးလို့ကျေးဇူးပါဘိုင်